ကျွန်တော်လူသားတွေကဒီကြောက်လက်နက်တွေကနေပြီးတော့အာကာသယာဉ်တွေအထိခက်မီလက်နက်ဆန်းတွေအထိပိုင်ဆိုင်နိုင်အောင်ဘယ်လိုစ조사ခဲ့ကြလဲပြီးတော့ဒီကူအောင်လူသားတွေဘဝကနေပြီးတော့ဒီမိုးမျှော်တိုက်တွေနဲ့ပြည့်နှက်နေတဲ့မြို့ပြကြီးတွေနိုင်ငံကြီးတွေတီထောင်နိုင်တဲ့အချိန်ထိဘယ်လိုမျိုးစ조사ခဲ့ကြလဲကျွန်တော်လူသားတွေကဒီကမ္ဘာမြေပေါ်မှာဘယ်လိုမျိုးကြံ့ကြံ့ခံပြီးတော့နှစ်ပေါင်းများစွာခီးနှင်ခဲ့ကြလဲဘယ်လိုဆင်ကဲတိုးတက်ပြောင်းလဲခဲ့ကြသလဲကမ္ဘာသမိုင်းကြောင်းကိုဘယ်လိုမျိုးမောင်းနှင်ခဲ့ကြသလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာအချင်းချုပ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ကမ္ဘာသမိုင်းကြောင်းတစ်လျှောက်လုံးမှာလူတွေဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့အထင်ကြီးခက်ကာလာကြီးတွေကိုကျွန်တော်အပိုင်းခြား12ခုခွဲပြီးတော့တင်ဆက်ပေးသွားမှာပါလူသားတွေရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီမှာကျွန်တော်အထင်ကြီးခက်ကြီး12ခက်ကိုကျွန်တော်စနစ်တကျခွဲခြားထားပါတယ်ဆိုတော့ကျွန်တော်ခက်တစ်ခက်ချင်းစီကိုကြည့်လိုက်ရအောင်နံပါတ်1အနေနဲ့ကျွန်တော်ကြောက်ခက်ပါ Stone Age ကျွန်တော်ဒီကြောက်ခက်မှာဒီလူသားတွေကကြောက်လက်နက်တွေကိုစတင်အသုံးပြုပြီးတော့အမဲလိုက်ရာကနေပြီးတော့ဒီစိုက်ပျိုးရေးကိုစတင်ပြီးတော့လောက်ကင်တက်လာတယ်လူအဖွဲ့အစည်းတွေဖြစ်ပေါ်လာတယ်เนาะကြောက်ခက်မှာကျွန်တော်တို့ဒီကြောက်ခက်ဟောင်းကနေစပြီးတော့ကြောက်ခက်နှောင်းပိုင်းကာလတွေအထိလူသားတွေဘယ်လိုမျိုးဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့ကြသလဲဆိုတာကိုကျွန်တော်တို့ကြောက်ခက်မှာလေ့လာနိုင်ပါတယ်လူအဖွဲ့အစည်းတွေဖြစ်ပေါ်လာတယ်ဒီစိုက်ပျိုးရေးတွေလောက်တက်လာတယ်ကျွန်တော်တို့ခြေလုံးအိမ်နိုင်ဘွားကနေပြီးတော့ဒီလိုမျိုးအတိအကျမြို့တွေရွာတွေတည်ပြီးတော့စတင်နေထိုင်တက်လာကြတဲ့ခက်ကာလာပါကျွန်တော်တို့ကြောက်ခက်ဟောင်းကနေပြီးတော့အမဲလိုက်ကြရာကနေကြောက်ခက်နှောင်းမှာဒီလိုမျိုးလူအဖွဲ့အစည်းတွေစတင်ဖြစ်ပေါ်လာတာပါအဲ့ဒါပြီးတဲ့နောက်မှာ Bronze Age လို့ခေါ်တဲ့ခြေခက်ပါခြေခက်မှာတော့လူတွေကတတ်ထုကိုစတင်အသုံးပြုတတ်လာပါပြီကျွန်တော်တို့ခြေနီနဲ့ဒီခမ်းမပြူကိုစနစ်တကျရောဆက်ပြီးတော့ခြေလက်နက်တွေကိုဖန်တီးအသုံးပြုတတ်လာကြပါပြီရှုပ်ထွေးတဲ့ကိရိယာတွေကိုလည်းစတင်ဖန်တီးနိုင်လာပါပြီပြီးတော့ကျွန်တော်တို့ခုနကကြောက်ခက်နှောင်းကနေစလိုက်တဲ့လူအဖွဲ့အစည်းတွေကနေပြီးတော့ပထမဆုံးသောမြို့ပြနိုင်ငံတွေနဲ့စာရေးသားမှုစနစ်တွေစတင်ပြီးတော့ပေါ်ပေါက်လာပါပြီယဉ်ကျေးမှုတွေပြပြပေါ်ပေါက်လာပါပြီကျွန်တော်တို့မြို့ပြနိုင်ငံတွေနဲ့စီကားတဲ့လူအတိုင်းဝင်တွေစတင်ပြီးတော့ပေါ်ပေါက်လာတဲ့ခေတ်ကာလလို့လည်းဆိုလိုနိုင်ပါတယ်အဲဒီနောက်နံပါတ်3 Iron Age တန်ခက်ပါဒီခေတ်မှာတော့ကျွန်တော်တို့အရင်ကြေးခက်ကလိုမျိုးဒီကြေးကိုပဲတတ်ထုအနေနဲ့အသုံးပြုတော့တာမဟုတ်ပါဘူးကျွန်တော်တို့ဒီမှာတန်ကိုရေကြိုပြီးတော့ပို့ပြီးတော့ခိုင်မာတဲ့ဒီလက်နက်တွေနဲ့လေယာသုံးပစ္စည်းတွေကိုဖန်တီးလာနိုင်ပါပြီဆိုတော့ကျွန်တော်တို့ဒီခက်မှာဒီလိုမျိုးပစ္စည်းတွေအများများဖန်တီးနိုင်ပြီးတော့အလုပ်တွေပို့ပြီးတော့လောက်ကင်နိုင်လာကြတယ်တဖြည်းဖြည်းနဲ့ဒီလိုမျိုးစိုက်ပျိုးရေးတွေလည်းတိုးတက်လာတယ်အလောက်ကင်တွေတိုးတက်လာတယ်စားရိတ်ခါပေါများလာတယ်စရှိသဖြင့်အကြောင်းအချက်ကြောင့်လူဦးရေကလည်းတဟုန်တိုးဆပြီးတော့တိုးတက်လာတဲ့ခေတ်တစ်ခုပါပြီးတော့ကျွန်တော်တို့ empire တွေပေါ်ပေါက်လာပါပြီအင်အားကြီးနိုင်ငံတွေစတင်ပြီးတော့အားပြိုင်လာတဲ့ခေတ်တစ်ခုဖြစ်ပါတယ်နံပါတ်4ကတော့ classical era လို့ခေါ်တဲ့ Greek နဲ့ရောမနိုင်ငံတွေထွန်းကားတဲ့ခေတ်ပါကျွန်တော်တို့ဒီခေတ်မှာအတွေးအခေါ်တွေစာပေတွေနှုတ်ပညာတွေနဲ့ကျွန်တော်တို့ဒီနေ့ခေတ်ထိတွင်တွင်ကြဲကြဲသုံးနေတဲ့ democracy စနစ်ပေါ်ထွန်းခဲ့တဲ့ခေတ်ကာလတွေပါဒီအနောက်တိုင်းယဉ်ကျေးမှုရဲ့ဒီအခြေခံအုတ်မြစ်တွေကိုဒီရောမနဲ့ Greek မြို့ပြနိုင်ငံတွေကစတင်ပြီးတော့တည်ဆောက်နိုင်ခဲ့တဲ့ခေတ်ပါဒီခေတ်မှာဒီကမ္ဘာသမိုင်းတစ်လျှောက်နာမည်ကြီးတွေးခေါ်ပညာရှင်တွေပေါ်ပေါက်ခဲ့ကြတယ်ကမ္ဘာမှာအင်အားအကြီးဆုံးဖြစ်တဲ့ရောမ empire ပေါ်ပေါက်ခဲ့တယ်ဒီခေတ်ကစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်ပြီးတော့ဒီအမှုပညာလက်ရာတွေလူတွေရဲ့ထင်ရှားတဲ့အမှတ်တညာတွေကိုအကောင်းဆုံးလေ့လာနိုင်မယ့်ခေတ်တစ်ခုဖြစ်ပါတယ်နံပါတ်5ကတော့ Middle Age လို့ခေါ်တဲ့အလယ်ခေတ်ပါကျွန်တော်တို့တနည်းအားဖြင့်ဒီခေတ်ကို Dark Age လို့အမှောင်ခေတ်လို့လည်းခေါ်ပါတယ် Middle Age လို့ခေါ်တဲ့ဒီအမှောင်ခေတ်ကဘယ်ကနေစတင်တာလဲဆိုတော့ကျွန်တော်တို့ရောမ empire ပြိုလဲပြီးချိန်ပေါ့ကျွန်တော်တို့ဒီရောမ empire ဒီအရှေ့နဲ့အနောက်နှစ်ချမ်းကွဲပြီးတဲ့နောက်မှာဒီအနောက်ရောမ empire ပြိုလဲတဲ့ AD 900မရောက်ခင်အချိန်ဆယ်စုနှစ်တွေအလိုကနေပြီးတော့ကျွန်တော်တို့ခရစ်သက်ဂရစ်1500အထိနှစ်ပေါင်း1000နီးပါးကြာမြင့်ခဲ့တဲ့ခေတ်တစ်ခုဖြစ်ပါတယ်ဒီလိုမျိုးရောမ empire ကြီးပြိုလဲပြီးနောက်မှာတော့ကျိုးဆက်တွေများစွာရှိလာခဲ့ပါတယ်ရောမ empire ကအုတ်မြစ်ချပေးခဲ့တဲ့အသိဉာဏ်ပညာတွေနဲ့ယဉ်ကျေးမှုတွေဒီပြိုလဲပျက်စီးသွားပြီးတော့ခေတ်ပြက်ကြီးထိုးတွေကိုဆက်ရောက်လာပါတယ်အဲ့ခေတ်ထဲမှာကျွန်တော်တို့မြေရှင်ပရိသစနစ်ကအားကောင်းလာပြီးတော့ဒီဘာသာရေးကဩဇာလွှမ်းမိုးလာတယ်ပေါ့ဒီဘာသာရေးနဲ့ဖះเจ้าကဩဇာလွှမ်းမိုးလာပြီးတဲ့နောက်မှာဒီကာလမှာပဲဒီခရုစိတ်စစ်ပွဲတွေလိုမျိုးဘာသာရေးစစ်ပွဲတွေပေါ်ပေါက်လာတယ်ဥရောပတစ်ခွင်မှာရောမ empire ကစုစည်းထားတဲ့နယ်မြေကြီးကစိတ်စိတ်မော်မှာကွဲထွက်သွားပြီးတော့ကျွန်တော်တို့နိုင်ငံငယ်တွေအများကြီးပေါ်ပေါက်လာတယ်ဒီ middle age နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့အထင်ကြီးကတော့ဒီရဲတိုက်တွေနဲ့ဒီစစ်သူရဲကောင်းတွေ knight တွေပေါ့ပေါ်ထွက်ခဲ့တဲ့ခေတ်ပါဆိုတော့ဒီခေတ်ကခရစ်သက်ဂရစ်1500ဝန်းကျင်မှာအဆုံးသတ်သွားပါတယ်အဲ့ဒီနောက်ကျွန်တော်တို့နံပါတ်6ကတော့ Renaissance လို့ခေါ်တဲ့ဉာဏ်အလင်းပွင့်တဲ့ခေတ်ပါအမှောင်ခေတ်ကနေလူတွေကနိုးထလာပြီးတော့ဉာဏ်အလင်းပွင့်လာတဲ့ခေတ်ကိုကျွန်တော်တို့ဆိုလိုတာပါ
မောင်ခက်ကနေလူတွေကနေပြီးတော့အသိဉာဏ်ပညာတွေချွဲဝါလာကြတယ်ပြီးတော့တဖန် classical era ကလိုမျိုးကျွန်တော်တို့အမှုပညာထွန်းကားလာတဲ့သိပ္ပံနဲ့စာပေတွေပြန်လဲပြီးတော့ထွန်းကားလာတဲ့လူသားဗဟိုပြုခက်ပါယဉ်ကျေးမှုတော်လှန်ရေးခက်လို့လဲဒါကိုခေါ်ကြပါတယ်ဆိုတော့ဒီ Renaissance ခက်ကနေပြီးတော့လူတွေကတဖန်ပြန်ပြီးတော့ဉာဏ်လင်းပွင့်လာပြီးတော့ကဘာကြီးကိုမတူတဲ့အသိအမြင်တွေနဲ့ရှုမြင်နိုင်ခဲ့ကြပါတယ်အဲ့နောက်မှာတော့နံပါတ်9ကိုလိုနီနယ်ချက်ခက်ပေါ့ကျွန်တော်နယ်မြေချက်ထွင်တဲ့ခက်လို့ကျွန်တော်ဒီနေရာမှာတော့သုံးနှုန်းချင်ပါတယ်ဆိုတော့ colonial era လို့ကျွန်တော်ဒါကိုအမိပေးချင်ပါတယ်ဒီခက်မှာတော့ဒီဥရောပနိုင်ငံတွေကနယ်မြေသစ်တွေရှာဖွေတဲ့ခက်တစ်ခုကိုကျွန်တော်ရောက်ရှိလာပါပြီ Renaissance အပြီးမှာဆိုတော့ဒီကာလမှာဥရောပနိုင်ငံတွေကဒီရေချောင်းသွားလာရေးမှာစတင်ပြီးတော့အချိန်ဟိုဟာတိုးပွားလာတဲ့ခေတ်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်ဒီ Spain Portuguese အစရှိတဲ့နိုင်ငံတွေရဲ့စတင်ပြီးတော့နေမြေသစ်ရှာဖွေမှုကနေစပြီးတော့ဒီခေတ်ကြီးစတင်တယ်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်ကျွန်တော် America တိုက်ကိုလည်းဒီခေတ်မှာပဲစတင်ရှာဖွေတွေ့ရှိရပါဒီဥရောပနိုင်ငံတွေကကမ္ဘာအနှံ့ကျူးကျော်နေချက်ပြီးတော့ Empire ကြီးတွေတည်ထောင်ခဲ့တဲ့ခက်ပါဆိုတော့ဒီဥရောပနိုင်ငံတွေရဲ့ဩဇာအာဏာကြီးမားလာမှုကဒီခေတ်မှာစရတယ်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်အဲ့ဒီနောက်မှာနံပါတ်8ကတော့ Industrial Revolution လို့ခေါ်တဲ့စက်မှုတော်လှန်ရေးခက်ပါဆိုတော့ဒါကကျွန်တော်တို့1900ကျော်ခုနှစ်ကာလတွေမှာအင်္ဂလန်နိုင်ငံမှာစတင်ခဲ့ပါတယ်ဒီစက်မှုတော်လှန်ရေးဒီလူအားတရိษံအားတွေအစားဒီဆက်ရန်များတွေကိုစတင်ဖန်တီးတည်ထွင်ပြီးတော့အသုံးပြုလာတတ်တဲ့ခက်ကာလဖြစ်ပါတယ်စက်ပစ္စည်းတွေကိုသုံးလာနိုင်တဲ့အတွက်ကုန်ထုတ်စွမ်းအင်ကလည်းပို့ပြီးတော့အစမတန်တိုးပွားလာခဲ့ပါတယ်ဒါကဒီကမ္ဘာစီးပွားရေးနဲ့ဒီကမ္ဘာလုံးရဲ့လူနေမှုစနစ်ကိုလုံးဝအုပ်တုံကိုပြောင်းလဲစေတဲ့ခေတ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီခက်မှာပဲဒီရေနွေးငွေစွမ်းအင်ကိုအသုံးပြုတဲ့စက်အင်ဂျင်တွေပေါ်ပေါက်လာတဲ့ခေတ်တစ်ခုပါဂုံလုတ်စွမ်းအားကအစမတန်တိုးပွားလာပြီးတော့ကမ္ဘာသစ်ကိုစတင်ပြီးတော့ဖွင့်လှစ်နိုင်ခဲ့ပါတယ်အဲ့နောက်မှာ Victorian era လို့ပြောလို့ရပါတယ်တကယ်တော့ဒီခုနကဒီစက်မှုတော်လှန်ရေးခေတ်နဲ့ Victorian era ကလုံးဝတူညီနေတာတော့မဟုတ်ပေမဲ့အချိန်ကာလအပြင်တူညီနေတာရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီ topic ကိုဒီခေါင်းစဉ်ကိုဘာလို့ထပ်ပြီးတော့ထုတ်ပြီးတော့တီးတန့်ဒီခက်ကိုပြောရလဲဆိုရင် Victorian era ဒီကျွန်တော်တို့ကဘာကြီးကိုအများကြီးလွှမ်းမိုးမှုရှိခဲ့တဲ့ခေတ်တစ်ခုမလို့ပါဘာလို့ Victorian era လို့ခေါ်လဲဆိုရင်ကျွန်တော်တို့ဒီခေတ်ကာလမှာဗြိတိရှသည်နေမွင် Empire စတင်ဖြစ်ပေါ်လာတဲ့ခေတ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အဲ့ဒီချိန်ကအုပ်ချုပ်တာဒီ Victoria ဘုရင်မကြီးပါသူဒီကဘာအနှံ့ကိုသူ့ရဲ့ဒီပိုင်တဲ့နယ်မြေတွေဖြစ်ထိမ့်သိမ်းအုပ်ချုပ်နိုင်ပြီးတော့ဒီ British Empire ရဲ့ယဉ်ကျေးမှုကိုကဘာအနှံ့ပြန်ပေါင်းအောင်ပြုလုပ်နိုင်ခဲ့တဲ့ခေတ်ဖြစ်တဲ့အတွက်ကျွန်တော်ကဒါကိုခေတ်တစ်ခေတ်အနေနဲ့တီးသန့်ထည့်သွင်းပြီးတော့သုံးသပ်ပေးခြင်းဖြစ်ပါတယ် British Empire ရဲ့ဒီအတောက်ပဆုံးအချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့ဒီတင်းကျပ်တဲ့လူမှုကျင့်ဝတ်တွေစီကံသေဝဲမှုတွေနဲ့သူတို့ရဲ့ဒီတိုးတက်လွန်လာတဲ့စက်မှုနည်းပညာတွေနဲ့အတူဒီသူတို့နိုင်ငံရဲ့နယ်နိမိတ်သူတို့ရဲ့ empire ကိုချဲ့ထွင်မှုကအချိန်ဟုန်အကောင်းဆုံးခေတ်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ဒီ Victorian era ကိုလည်းဒီဇိုင်းကျွန်တော်ထည့်သွင်းဖော်ပြပေးရဖြစ်ပါတယ်အဲ့နောက်မှာတော့နံပါတ်10နေရာမှာတော့ World Wars ကမ္ဘာစစ်တွေဖြစ်တဲ့ခေတ်ပါ1900ကျော်ခုနှစ်တွေပေါ့20ရာစုရဲ့အစောပိုင်း250ကာလကိုကျွန်တော်ပြောချင်တာပါဒါကကမ္ဘာစစ်တွေဖြစ်တဲ့ခေတ်ပါပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ဆိုပြီးအားလုံးသိရတဲ့အတိုင်းကျွန်တော်ကမ္ဘာစစ်ကြီးနှစ်ခုကဖြစ်ပေါ်ခဲ့ပါတယ်အဲ့ကမ္ဘာစစ်ကြီးနှစ်ခုမှာကျွန်တော်တို့ဒီကမ္ဘာလူသားမျိုးနွယ်တော်တော်များများကဒီကမ္ဘာစစ်ကြီးကြောင့်တန်းပေါင်းများစွာသောလူသားတွေကအသက်ဆုံးရှုံးခဲ့ကြရပါတယ်အဲ့ဒါနဲ့အတူတူဒီကမ္ဘာမြေပုံနဲ့နိုင်ငံရေးအာဏာချိန်ခွင်ရှာတွေကလည်းလုံးဝပြောင်းလဲသွားပါတယ်ကျွန်တော်တို့လက်ရှိမြင်နေရတဲ့ဒီကမ္ဘာပေါ်မှာရှိတဲ့တိုင်းပြည်တွေနယ်နိမိတ်တွေရဲ့ပုံစံတွေဒီကမ္ဘာစစ်ကြီးနှစ်ခုပေါ်မှာမူတည်ပြီးတော့အခြေခံပြီးဖြစ်ပေါ်လာတာပါအဲ့နောက်မှာတော့နံပါတ်7 Cold War လို့ခေါ်တဲ့စစ်အေးတိုက်ပွဲခေတ်ပါဆိုတော့ကမ္ဘာစစ်ကြီးနှစ်ခုပြီးတဲ့နောက်မှာဒီကမ္ဘာစူပါပါဝါနိုင်ငံကြီးနှစ်ခုပြီးပြင်ပေါ်လာပါတယ်အဲ့ဒါကတော့ဒီ American ပြည်ထောင်စုနဲ့ Soviet Union မှာဆိုတော့ဒီ American ပြည်ထောင်စုနဲ့ Soviet Union တို့ဒီဘယ်လိုမျိုးအားပြိုင်ခဲ့ကြလဲဆိုတော့ကြည့်အောင်ကျွန်တော်တို့သူတို့မှာကဒီနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြပြီအဲ့ဒီအချိန်မှာအပြန်လဲဆိုတော့သူတို့အချင်းချင်းတိုက်ရင်နျူကလ িয়ার စစ်ပွဲဖြစ်လာနိုင်တဲ့အတွက်သူတို့အချင်းချင်းဒီတိုက်ခိုက်ခြင်းမပြုဘဲနဲ့သူတို့ရဲ့အယူဝါဒတွေကိုဒီနိုင်ငံသေးသေးလေးတွေမှာသူတို့ကတွတ်သွင်းမှုစူးစမ်းရင်းနဲ့အယူဝါဒပြိုင်တဲ့စစ်ပွဲလိုမျိုးဖြစ်လာတာပါဒါကိုကျွန်တော်တို့ကစစ်အေးတိုက်ပွဲလို့ခေါ်ပါတယ်ကိုရီးယားစစ်ပွဲဗီယက်နမ်စစ်ပွဲအစရှိသဖြင့်ထင်ရှားတဲ့စစ်ပွဲတွေမှာဒီ American နဲ့ Soviet တို့ကသူတို့ရဲ့အင်အားကိုဓာတ်ရိုက်မရှင်ပြိုင်မနဲ့ဂျားကန် proxy war အဖြစ်နဲ့ရှင်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်ပြီးတော့ဒီခေတ်မှာဒီအာကာသကိုစူးစမ်းလေ့လာမှုတွေလည်းအချိန်ဟုန်ကောင်းလာတယ်နျူကလ িয়ার လက်နက်တွေအပြိုင်ဆိုင်ပေါ်ထွန်းလာခဲ့တဲ့တီထွင်လာခဲ့တဲ့ခေတ်တစ်ခုဖြစ်ပါတယ်အဲ့ခေတ်မှာပဲပြိုင်ဆိုင်မှုတွေကအားကောင်းလာခဲ့ပြီးတော့ Soviet Union ကပထမဆုံးအာကာသတွေကိုရောက်ရှိနိုင်ခဲ့တဲ့နိုင်ငံဖြစ်မှတ်တမ်းတင်ခဲ့တယ်လို့အမေရိကကလည်းအပြိုင်ဆိုင်လပုံမှာပထမဆုံးလမ်းလျှောက်နိုင်ခဲ့တဲ့နိုင်ငံအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်အဲ့နောက်မှာတော့နောက်ဆုံးနံပါတ်7အနေနဲ့ကျွန်တော်တို့ရဲ့ဒီ Yannick Modern Era ကိုပြောချင်ပါတယ်ဆိုတော့ဒီခေတ်မှာတော့ကျွန်တော်တို့ကဒီထုံးစံတိုင်းကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ Internet တွေ Digital နည်းပညာနဲ့လက်ရှိဆိုရင်ကျွန်တော်တို့ AI နည်းပညာတွေကကမ္ဘာကြီးကိုလွှမ်းမိုးနေခဲ့ပါပြီနည်းပညာအရှိန်ဟုန်အမြင့်မားဆုံးနဲ့ဒီစိန်ခေါ်မှုအသစ်တွေလုံးဝပြည့်နှက်နေတဲ့ခေတ်ကာလတစ်ခုပါဒါ
ဒါကကျွန်တော်တို့လက်ရှိကြုံနေရတဲ့ခေတ်ကာလဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီလိုမျိုးခေတ်12ခေတ်ကိုကျွန်တော်တိတိကျကျပိုင်းခြားလိုက်ပြီးတဲ့နောက်မှာကျွန်တော်ဒီအချိန်ကာလ12ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တပုတ်ချင်းစီခေတ်တစ်ခုချင်းစီအတွက်ဗီဒီယိုတွေတင်ပေးသွားမှာဖြစ်ပါတယ်ဒီလူသားမျိုးနွယ်တစ်ခုလုံးရဲ့ခရီးစဉ်မှာခေတ်ကြီး12ခေတ်ပိုင်းခြားပြီးတော့ကျွန်တော်ဒီနားထောင်သူတွေအတွက်ဗီဒီယိုတွေတင်ပေးသွားမှာဖြစ်ပါတယ်တပုတ်ချင်းစီခေတ်တစ်ခုချင်းစီကိုတင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်လာမယ့်ဒီခေတ်တစ်ခေတ်ချင်းစီရဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ဒီခေတ်တစ်ခုစီရဲ့အသေးစိတ်အချက်လက်တွေကိုလေ့လာဆွေးနွေးသွားကြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲနောက်လာမယ့်ဒီခေတ်တစ်ခုချင်းစီရဲ့အသေးစိတ်အချက်လက်တွေကိုကြည့်ရှုနားဆင်နေတယ်ဆိုရင်တော့နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့နားဆင်ခံစားလို့ရပါတယ်ဆိုတော့ channel လေးကို subscribe လုပ်ပေးထားခြင်းအပြင်ကျွန်တော်ရဲ့အသက်တင်မဲ့ဗီဒီယိုတွေကိုကြည့်ရှုလို့ရပါတယ်ဆိုတော့အားလုံးပဲဒါအဖြစ်ရှင်သောနေ့လေးဖြစ်ပါသေးဗျ